Android user ပဲဖြစ်ဖြစ် iPhone user ပဲဖြစ်ဖြစ် Telegram ပုတ်ကိုအသုံးပြုပြီးတော့မမေတို့ Junior Game Shop မှာ Diamond တွေ UC တွေနဲ့တခြား Game Item တွေကိုဘယ်လိုဝယ်လို့ရနိုင်မလဲဆိုတာပြပြပေးပါမယ်ရှင်။ပထမအဆုံးအနေနဲ့ Telegram search bar မှာ Junior Game Shop ပေါက်ဆိုပြီးတော့ရိုက်ထည့်ပေးရှာပါ။ Junior Game Shop ပုတ်လေးကပေါ်လာပါလိမ့်မယ်။ Junior Game Shop ပုတ်ပေါ်လာပါက Start ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးပါ။ Menu တွေကျလာပါလိမ့်မယ်။ website ကနေတရက်ဝယ်ခြင်းတဲ့သူတွေအတွက် website မှာဝယ်ရကိုနှိပ်လိုက်ပါက juniorgameshop.com ဆိုပြီး website link လေးကကျလာပါလိမ့်မယ်။အဲ့ဒါလေးကိုနှိပ်ပြီးလဲဝယ်ယူလို့ရနိုင်ပါတယ်။ Telegram ဘုတ်ကနေမဝယ်ခြင်းတဲ့ Android user တွေအတွက်ကိုယ့်ဖုန်းထဲမှာ application ထောင်းကနေတစ်ဆင့် download ဆွဲပြီးတော့အချိန်မရေဝယ်လို့ရနိုင်ပါတယ်။ဘာပဲသုံးလက်ရှိအခြေအနေအရ VPN လေးတော့ခံပေးဖို့လိုပါတယ်နော်။မမေတို့ Facebook ကနေဝယ်ယူခြင်းတဲ့သူတွေအတွက်လည်း Facebook page link လေးကိုထည့်ပေးထားပါတယ်။မမေတို့ရဲ့ up to date သတင်းလေးတွေကိုသိရဖို့အတွက် Telegram channel လေးကိုလည်း join ထားလို့ရအောင် Telegram channel လေးကိုလည်းထည့်ပေးထားပါတယ်။မမေနဲ့လည်း Telegram မှာ application နဲ့ပတ်သက်ပြီးတော့ဘာပဲသိချင်တာရှိမေးချင်တာတွေပဲရှိမေးလို့ရအောင် Telegram account လေးကိုလည်းထည့်ပေးထားပါတယ်။မေးချင်တာတွေကိုတော့မနက်၈နာရီမှည7နာရီအတွင်းမေးမြန်းထားလို့ရပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ဝယ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ရှင်းပြပေးပါမယ်။ပထမတနည်းကတော့ငွေလဲ access နဲ့မေမေတို့ရောင်းချိန်မနက်၈နာရီည7နာရီအတွင်းလာဝယ်လို့ရှိရင်ငွေအဝင်လေးတွေစစ်ဆေးပြီးတာနဲ့15မိနစ်အတွင်းဂိမ်းအကောင့်လေးထဲကို Diamond တွေ UC တွေရအောင်ထည့်သွင်းပေးသွားမှာပါ။ event ရဲ့ order တအားများရင်တော့အနည်းငယ်ပို့ချနိုင်ပါတယ်။ Web KP AYP တွေကပုံမှန်လွှဲတာနဲ့မတူတာမို့လို့လွှဲနည်းလေးတွေကိုလည်းအရင်ဆုံးဝင်ကြည့်ပေးစေချင်ပါတယ်။နောက်တနည်းကတော့ event ရဲ့ပဲဖြစ်ဖြစ်ဂျားရဲ့ပဲဖြစ်ဖြစ်24နာရီစိုက်တဲ့အချိန်ဝယ်ယူလို့ရအောင်ငွေကြိုဖြစ်သွင်းပြီးတော့ဝယ်လို့ရပါတယ်။အားသာချက်ကမမေတို့ထည့်ပေးထားတာကိုစောင့်စရာမလိုပဲကိုယ်တိုင်ထည့်တာဖြစ်လို့မိနစ်ပိုင်းအတွင်းဂိမ်းထဲကိုရောက်လာမှာပါ။ UC အတွက် risk ID ဖြစ်နေရင်တော့တန်မရောက်ပါဘူး။အခုလိုဝယ်ယူအားပေးသူတယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။